အားလုံးမင်္ဂလာပါဘူတီ channel အနေပြန်လဲကြိုဆိုလိုက်ပါတယ်ကမ္ဘာအန်ဖွေခုနှစ်ပါးထဲကတစ်ခုဖြစ်ပြီးရောမအင်ပါယာရဲ့အထွတ်ထိပ်ရောက်ခဲ့တဲ့အချိန်တုန်းက Gladiators တို့ရဲ့တိုက်ခိုက်မှုစွမ်းရည်ကိုပြသဖို့အတွက်တည်ဆောက်ခဲ့တဲ့နေရာတစ်ခုအဲ့ဒါကတော့ The Colosseum ပါပဲဒါပေမဲ့ဒီခန်းနားတဲ့အဆောက်အုံကြီးရဲ့နောက်ွယ်မှာထိုက်လန့်ကြောင်းမဲ့ဖွယ်ကောင်းတဲ့သမိုင်းကြောင်းတွေသွေးထွက်တန်ယူတိုက်ပွဲတွေနဲ့လူပေါင်းများစွာတို့ရဲ့အသက်တွေပေးဆက်မှုတွေရှိခဲ့တယ်ဆိုတာပရိသတ်ကြီးတို့သိကြပါသလားဒီနေ့ဗီဒီယိုမှာတော့ကိုလိုစီယန်ကြီးကိုဘလို့တိဆောက်ခဲ့လဲအထဲမှာဘာတွေဖြစ်ပျက်ခဲ့လဲဆိုတဲ့စိတ်ဝင်စားစရာအချက်အလက်တွေကိုမျှဝေပေးတော့မှာပါဒီအဆောက်အဦကြီးကိုခရစ်နှစ်90နဲ့80 AD ကြားမှာဘီယန်ဗက်စဖေးစီယန်ကစတင်တိဆောက်ခဲ့ပြီးသူ့သားထိုက်တက်စ်လက်ထက်မှာအဆုံးသတ်ခဲ့ပါတယ်ကျွန်တော်တို့ကကိုလိုစီယန်လို့သိကြပေမဲ့သူ့ရဲ့နာမည်အရင်က Flavian Amphitheater လို့ခေါ်ပါတယ်ဒီကွင်းကြီးထဲမှာလူပေါင်း9000ကနေ8000အထိဝင်ဆက်ပါတယ်ဒါဟာလွန်ခဲ့တဲ့နှစ်ပေါင်း2000ကနီးပညာနဲ့ရှင်ကြည့်ရင်မယုံနိုင်စရာကောင်းလောက်အောင်ကြီးမားတဲ့ပမာဏပါဒီနေရာကြီးမှာဘာတွေလုပ်ကြသလဲအဓိကကတော့ဖျော်ဖြေရေးပါပဲဒါပေမဲ့အဲ့ဒီခေတ်ကဖျော်ဖြေရေးကတော့အခုခေတ်နဲ့လုံးဝကိုမတူပါဘူးကျွန်းတွေဟာတဦးနဲ့တဦးတေတီအထိတိုက်ခတ်ရပါတယ်တခါတလေမှာချင်းသေးတွေကြားတွေစင်တွေကိုအာဖရိကကနေဖမ်းလာပြီးလူတွေနဲ့တိုက်ခိုက်ခိုင်းတာမျိုးပါရှိခဲ့ပါတယ်ဒီတစ်ခုကတော့တကယ်ကိုအံ့ဩဖို့ကောင်းလွန်ပါတယ်တခါတလေမှာကွင်းထဲကိုရေတွေအပြည့်ထိပြီးတင်းဘောတွေနဲ့စစ်တိုက်ခိုင်းတဲ့ပွဲတွေကိုတော့ကျင်းပခဲ့ကြပါတယ်ကိုလိုစီယမ်ရဲ့မြေအောက်ထဲမှာဘာရှိလဲဆိုတာသတိထားမိကြလားမသိဘူးအဲ့ဒါကိုဟိုက်ပိုဂျီယမ်လို့ခေါ်ပါတယ်အဲ့ဒီအောက်ထပ်မှာသတိစံတွေထားတဲ့လောင်အိမ်တွေနဲ့ Gladiator တွေနားတဲ့နေရာတွေရှိပါတယ်အထူးခြားဆုံးကတော့ဓာတ်လေကားစနစ် elevators ပါပဲကျိုးတွေဘီးတွေစက်ပြူးတွေကိုတုံးပြီးသတိစံတွေကိုကွင်းထဲမှာရုတ်တရက်ပေါ်လာအောင်လုပ်နိုင်ခဲ့ကြပါတယ်ဒီနေ့ခေတ်မှာတော့ Colosseum ဟာငလင်းတန်တွေရဲ့ပြီးတော့ခိုးယူမှုတွေကြောင့်တချို့အစိတ်အပိုင်းတွေပျက်စီးနေပါပြီဒါပေမဲ့သူဟာအခုအချိန်ထိရိုမာမြို့ရဲ့ပြရုပ်အဖြစ်နဲ့ကမ္ဘာလက်ခရီးသည်တန်းပေါင်းများစွာကိုဆွဲဆောင်နေသေးပါဒီဗီဒီယိုလေးကိုသဘောကျတယ်ဆိုရင် like and subscribe လုပ်ထားဖို့မမေ့နဲ့အောင်နော်နောက်ထပ်ဘလို့သမိုင်းဝင်နေရာတွေအကြောင်းသိချင်သေးလဲဆိုတာ comment မှာရေးပေးခဲ့ပါအောင်ကျေးဇူးအများကြီးတင်ပါတယ်